ပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့မင်ကဖောက်တီလေးတွေကိုမှကြောက်ဆွဲတီးလေးနဲ့တွဲထားတယ်ဘရက်ဒီဇိုင်းလေးတွေနဲ့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဒါလေးဆိုလို့ရှိရင်ကနီလာတာပလာလေးကိုမှသူကကြောစိတ်တပတ်လေးနဲ့ပေါ့နော်အရင်ချစ်ချာကားတဲ့ဒီဇိုင်းလေးပါရှင်နံပါတ်1လေးကကြတော့ ruby လေးကိုမှသူကကြောစိတ်တပတ်လေးနဲ့ပေါ့နော်ဒါလေးလည်းအရင်ချစ်ချာကားပါတယ်ရှင်ဒါလေးကကြတော့ spinner ကြောင့်လူမှာဘေးကစိတ်လေးနဲ့ပွင့်နေပေါ့နော်ဒါလေးလည်းအရင်ချစ်ချာကားပါတယ်ဒါလေးကတော့ခရမ်းဆွဲတီးလေးကိုမှလိပ်ပြပုံစံဒီဇိုင်းလေးပေါ့နော်ဒီဆိုလူငယ်ဆက်ဆန်လေးနဲ့အရန်လာတဲ့ဒီဇိုင်းလေးပါရှင်ဒါလေးကကြတော့ခရမ်းဆွဲတီးလေးကိုမှပေါ့နော်သူကကြတော့လိပ်ပြပုံစံဒီဇိုင်းလေးနဲ့လုပ်ပြီးထားပါရှင်ဒါလေးလည်းလူငယ်ဆိုင်ပြီးတော့အရန်ချစ်စရာကောင်းတဲ့ဒီဇိုင်းလေးပေါ့နော်ဒါလေးကကြတော့ခရမ်းဆွဲဘဲဥပုပ်ဒီဇိုင်းလေးကိုမှကြောက်ဆိုင်ကြီးကြီးလေးနဲ့တုပ်ပြီးထားပါရှင်ဒီဒီဇိုင်းလေးလည်းအရန်ချစ်စရာကောင်းပါရှင်ဒီကျိုးလေးတွေကကြတော့ကြောက်ဆွဲတီးလေးနဲ့တွဲပေးထားဆိုတော့လေအချိန်မရွေးပြန်ရောက်ပြန်လဲလေးလည်းလုပ်လို့ရပါတယ်ရှင်ထူးတဲ့ကောင်းလေးတစ်ခုကကြတော့မေတို့ရဲ့ဟိန်းဒီပလဲရနာဆိုင်မှာပစ္စည်းလေးတွေကိုစိတ်ရောက်တိုက်ရိုက်လက်ကဈေးနဲ့ရောက်ချပေးနေတဲ့အပြေကိုမှပစ္စည်းတစ်ခုဝယ်ယူလို့ရှိရင် 5% နှစ်ခုဆိုလို့ရှိရင် 7% သုံးခုနဲ့ထည့်ဆိုလို့ရှိရင်မေတို့က 10% discount လေးတွေချပြီးတော့ရောက်ချပေးသွားမှာဖြစ်ပါတယ်ရှင်ဒီကျိုးလေးတွေကိုဝယ်ယူအားပေးချင်တယ်ဆိုလို့ရှိရင်တော့မေတို့ရဲ့ဟိန်းဒီမြောက်တော့ဆိုင်ခွဲဖြစ်တဲ့အမှတ်989လော်ပီတာလန်နဲ့အေဂျင်လန်ဒါ34တက်တော်ရက်ကွဲမှာရှိတဲ့မြောက်တော့ဆိုင်ခွဲမှာလာရောက်ဝယ်ယူအားပေးနိုင်တယ်လို့39694515 935ရဲ့ Viber လေးမှာလည်းဆက်သွယ်ဝယ်ယူမေးမြန်းနိုင်ပါတယ်ရှင်